ဒီနေ့ဒီလိုတရားတွေမောင်းရတဲ့အခါမှာရင်ကာရဝိုက်တာတမ်းမှပြီးနိုင်တရွေ့ထိမ့်သိမ်းထောက်တည်ကောင်းတယ်ကိုးပါးသီလတဲ့တပါးပြတ်သွားတယ်7ပါးကျန်တယ်နှစ်ပါးပြတ်တယ်ခုနှစ်ပါးကျန်အဲ့လိုမဟုတ်ဘူးဒီလောက်ကိုထိမ့်သိမ်းထောက်တည်အချိန်ကစပြီးတော့တတိတရားလက်ကင်ထားပြီးတော့ဒီထိမ့်သိမ်းဆောက်သွားရမယ်ကိုးပါးသီလကိုဒီဓမ္မယုံဒီတော့ကာလပတ်လုံးဘုရားကကြည့်သုံးမယ်လို့အဲ့လိုနှလုံးသွင်းလာတာဆိုရင်ညာပြေသိကြထားတယ်ညာဒိဋ္ဌာနာတာဆိုရင်တော့ရအောက်ရောက်တဲ့အခါအာနိသီလပြန်ပြတယ်ဘုရားသီလကိုဒီကြောင်းဝဲအတွင်းနေရာကာလပတ်လုံးဘုရားကကြည့်သုံးမယ်လို့အဲ့လိုနှလုံးသွင်းသောတိဒိဋ္ဌာနာတူလေကြတော့နောက်ဝဲပြန်ရောက်တဲ့အခါခိုင်းသီလပြန်ပြတယ်ဘုရားသီလကိုဒီနေ့မနက်ပိုင်းသေးထောက်တည်ပြီးတော့နေ့လေဝတ်တဲ့ပြီးတော့ဝတ်တိန်သွားတဲ့အခါမှာခိုင်းသီလပြန်နေမယ်လို့အဲ့လိုနှလုံးသွင်းထောက်တည်သိကြထားတာတူလို့ရှိရင်ဝတ်တိန်သွားတဲ့အခါတနေ့တိုင်းကြော်ပြီးတော့ဝလွဲသွားတဲ့အခါခိုင်းသီလပြန်ပြတယ်ဒီကိုးပါးသီလကိုသေးတောက်တည်တော့နာနဲ့ပိုင်းနေ့လယ်ပိုင်းညနေပိုင်းညဦးရအဲ့ဒီချိန်ကအထိသေးတောက်တည်မယ်လို့အလုံးသွင်းလာတဲ့လူကြတော့ညဦးရတော်ပြီးတော့တန်းတော်ရရောက်တဲ့အခါခိုင်းသီလပြန်ပြတယ်ဒါကိုးပါးသီလကိုနိုင်တပြည့်ပဲနိုင်အတတ်နိုင်တော့နိုင်တော့ထိမ့်သိမ်းထောက်တည်ကောင်းတော့တယ်ကိုးပါးသီလကိုထိမ့်သိမ်းထောက်တည်ပြီးတော့ချိန်ကြာတယ်ကုသိုလ်တရားတိုးပါးလိမ့်မယ်တဲ့ကိုးပါးသီလကိုနိုင်နေထိမ့်သိမ်းနိုင်တဲ့သူကြတော့သာဝေကျမ်းဂန်ထဲမှာအနာဂိမတ်ကိုရောက်တဲ့သူအနာဂတ်ဖြစ်တဲ့သူအဲ့လိုကြတော့ကိုးပါးသီလကိုထိမ့်သိမ်းထောက်တည်နိုင်တယ်လို့ဘုရားတိသာဝေမှာအဲ့လိုဆိုတယ်အနာဂတ်ပုဂ္ဂိုလ်ရောကြောင်နဲ့အမျိုးသားဖြစ်မယ်အမျိုးသမီးဖြစ်မယ်ဆိုလို့ရှိရင်ဝလွဲသွားလို့ရှိရင်ညနေစာမသားကြဘူးလို့အဲ့လိုဆိုတယ်အခုအနာဂတ်ဖြစ်တဲ့မျိုးသားမျိုးသမီးဟာဒီအားဖြင့်ဒီလားကျင်လေယောဂီဝတ်တဲ့ယောဂီတွေရောက်တဲ့သူယောဂီပုဂ္ဂိုလ်လို့သူတို့ခေါ်တယ်ယောဂီမျိုးသားယောဂီတွေမျိုးသမီးယောဂီတွေသိလို့ရှိရင်သူများမေးမယ်အတဲ့ဒီကောအနာပုဂ္ဂိုလ်လို့ပြောတယ်တင်တိမ်ဘယ်ရောက်လဲလို့အဲ့လိုမေးကြတဲ့သူရှိမှဆိုလို့ရှိရင်နာနာပုဂ္ဂိုလ်မှန်တယ်ဆိုရင်ဒီပြောမယ်မြမပြင်မှာမြမတက်ဖြစ်မယ်လို့အဲ့လိုပြောနိုင်ရဲ့ပြောပြလိုက်မယ်နာပုဂ္ဂိုလ်လည်းဆိုတယ်ညသာလည်းမတော်ဘူး
တရားလည်းမှတ်နေတယ်တင်ကွယ်လွန်လို့ရှိရင်ဒီထုံးလို့ရှိရင်ဘယ်လိုရောက်မလဲမေးလို့ရှိရင်တော့မပြောတတ်ဘူးလေအဲ့လိုပြောတယ်ဆိုရင်တရားစိတ်ထဲမှာမဟုတ်ဘူးလို့အဲ့လိုဆိုင်ရတယ်ကိုးပါးသီလကုသိုလ်လွန်စွာဆောင်တယ်သီလတရားတွေဖြစ်တယ်ကိုးပါးသီလထိတယ်လို့ဒီနည်းနည်းကြတယ်ဆိုရင်နည်းနည်းပဲကုသိုလ်ရမယ်ဒီများများကြတယ်ဆိုရင်များများကုသိုလ်ရမယ်ကိုးပါးသီလကိုနိုင်တဲ့၍အတိုင်းနိုင်သူထိတယ်ထောက်တည်ကောင်းကြရဲ့ကိုးပါးသီလကိုယူဝင်ပြီးတော့ယူဝင်တဲ့ချိန်ကစပုံထပြိုးလာတယ်။ဘာပြိုးရချိန်ကစပြီးတော့ထဲနိုင်တိအဲ့ဒီချိန်ကိုညောင်းရံခေါ်တယ်။ဒါနာနေပြီးတော့လည်းနှစ်ချက်တိကိုညောင်းရံခေါ်တယ်။အဲ့တော့ကြတော့ရည်သောဒေသရမှာသုံးလုံးနဲ့သကလုံးနဲ့ပြတ်တယ်ဒီတော့ဒေသအရမဟုတ်တဲ့မြန်မာနိုင်ငံအိန္ဒိယချင်းထိုင်းနိုင်ငံအိန္ဒိယနိုင်ငံတွေကြတော့တစ်တော်တယ်လို့ပဲယူနိုင်တယ်သုံးပြမယ်ဆိုရင်အတိအကျသုံးပြလို့မရဘူးရည်သောဒေသအရောက်မှာပဲသုံးပြလို့ရမယ်နောက်ဒေသအရကြတော့ခုလက်ချင်းကမှဆိုရင်အိန္ဒိယနိုင်ငံရဲ့အိန္ဒိယနိုင်ငံတွေပါဖြစ်တယ်။ဒါနဲ့လည်းနှစ်ချက်တည်းတန်းကောင်ရနှစ်ချက်ကနေပြီးတော့အာယုံတက်တက်တိပြလေထွက်တက်တိအာယုံတက်တာကြတော့နေလုံးမပေါ်ကြတဏှာရီတော့ကောင်းကင်ကိုညောင်ထိုးတယ်နေချိန်ထိုးနေတာဒါပေပြောတော့ဒေါင်းမီလိုပဲနေအောင်ကဖြာပြီးတော့နေတယ်အယောင်ကတော့အဝါရောင်ပဲဖြစ်တယ်အဲ့ဒီချိန်အာယုံတက်တယ်အာယုံတက်တယ်ဆိုရင်ကိုးပါးသီလကိုတနေ့နဲ့တညထိန်ထောက်တည်တာအောင်မြင်ရေးကိုရောက်ရှိတယ်။တနေ့တညထိန်ရမယ်။ကိုးပါးသီလကို15ရက်တလနှစ်လလည်းဒီတော့ပို့လည်းထိန်ကောင်းတယ်လို့အဲ့လိုယူထားကြရမယ်။ဘုရားသီလမှာသူတတ်တန်ခြင်းသူစာကိုခြင်းမပြတ်တဲ့ကြည့်ကိုကြည့်ခြင်းလိမ်ပြောခြင်းယတ္တိသာတောင်းစားခြင်းလောသာစားတာကြတော့ငူးပဲဆိုတာပြည့်ကြည့်ရဲ့ငူးပဲဆိုသီလပြတ်နိုင်တယ်အမူးဆိုရင်ဘာမှဖြစ်ဘူးငူးရစ်စေတတ်တဲ့ယတ္တိသာတွေကိုတောင်းစားခြင်းမှစားရတယ်ပြီးတော့ညနေသာမစားတာကြတော့မစားဘူးဆိုရင်လူကျင်တတ်မဲ့လက်တမှုလို့ခေါ်တဲ့လောဘတရားဒါကိုပယ်သွတ်နိုင်တယ်ပယ်သွတ်တဲ့အတွက်ကြောင့်လောဘတရားကိုပယ်သွတ်တဲ့အတွက်ကြောင့်ကုသိုလ်တရားတွေထောင်လာတယ်ဒါညနေသာမစားတာကုသိုလ်တစ်မျိုးထူကြတယ်လို့ဒီလိုယူဆရတယ်။ညနေသာမစားတဲ့အတွက်ကြောင့်တမန်တိဒီမှာတရားတွေကိုအားထုတ်မယ်ဆိုရင်ကျင့်များစွာရတယ်။ကျင့်များစွာရတဲ့အတွက်ကြောင့်မတရားဖို့တရားနဲ့နိကပြီးတော့သွားတယ်။မဖို့လည်းရောက်သွားနိုင်တယ်။အဲ့ဒီအကျိုးကိုလည်းရတယ်။
ပြီးတော့လည်းပဲတချင်းဆိုတာကတာဒုတိယတွေတီးတာကိုယ်တိုင်လည်းမလုပ်လို့မရဘူးသူများစေခိုင်းလည်းမရဘူးသူများစေခိုင်းမယ်ကိုယ်တိုင်ပြုတ်မယ်ဆိုလို့ရှိရင်ဒီလားပြတ်တယ်ဒါပေမဲ့ဝိတိလားထောက်တည်နေတယ်သောတကုံသူကတော့ဒီတမရောမှာနာမည်ကနေတပြင်းဖွေသွားတယ်တာယာရင်မဲ့လည်းပဲဒီလားမပြတ်ဘူးအဲ့ဒါကြတော့ဟောတကင်းစုံနေတယ်တန်ထက်ဆက်ဖွေထားတယ်နောက်ရင်နားထောင်မယ်ဆိုရင်ကောင်းကောင်းမကြောက်ဘူးရှင်းနာသွားထောင်မယ်ဆိုရင်ရှင်းနာသွားတော့နားထောင်တာအဲ့ဒါကြတော့ဒီလားပြတ်တယ်ဒီလားတရားကိုဒီလားခံယူရတဲ့နောက်ကြောင်ကျင်ရမယ်လို့ဒီလိုတူလို့ဒီလားရဲ့ဓမ္မရဲ့ပညာရဲ့အဲ့စိတ်ကတော့မှจิตတရားသာနာတော်ရဲ့သစ္စာနာဖြစ်တယ်ကာကျန်ဒီဆိုတဲ့ဒီမှာပြုနေမှာဆိုလို့ရှိရင်ဒီလားတော်ရဲ့ပညာဆိုတဲ့သာနာတော်ရဲ့ထပ်တင်မှဖြစ်တယ်ဒါကြောင့်မပြုမလို့တည်ဘူးနောက်ဆုံးနာမရှိဥစ္စာဒါယနာမာတယနာကြတော့ရေးတဲ့နေရာမတ်တဲ့နေရာမှာနေတာကိုဆိုတော့သာတော်ကအဲ့လိုပြောတယ်ဒီကိတ္တိကနဲ့ပြောမယ်ဆိုရင်မြည့်တဲ့နေရာဘာသူကတော့ဒီဓမ္မရောဆိုရင်ဘုရားသွန်သားနေမှာတိုင်မြည့်တဲ့နေရာဖြစ်သွားတယ်မြတ်တဲ့နေရာဖြစ်သွားတယ်သူဘုန်းကြီးတရားဟောတဲ့ကလေးတိုင်းမှာမျိုးသားမျိုးသမီးထိုင်မဲ့ဆိုရင်ဒါလည်းမြည့်တဲ့နေရာမြတ်တဲ့နေရာသိတဲ့မှာပေါဝင်သွားတယ်မြည့်တဲ့နေရာမြတ်တဲ့နေရာမှာလည်းတိုင်ချင်းမှကြောင်ရမယ်ကတင်းလေးကလေးထိုင်နေကြတော့ကြောင်းရှိလို့ရတဲ့အတွက်ကြောင့်ဒီလားနာမထိခိုက်ဘူးတင်းလေးကလေးထိုင်နေကြောင်းရှိလို့ရတယ်ဆိုရင်အဲ့လိုနေဒီလားထိခိုက်တယ်ကြောင်းရှိလို့မရတဲ့ကိုကလေးထိုင်ကုန်နေအမှန်ကြီးမားတဲ့အင်္ဂလိပ်ကြောက်ဖြာတွေနည်းနည်းမြင့်တဲ့ကြောက်ဖြာတွေကိုကလေးကထိုင်နေဆိုရင်ကြောင်းရှိမရတဲ့အတွက်ကြောင့်ဒီလားနာမထိခိုက်ဘူးနောက်နမကိုမေတ္တာဂရုဏာမုဒိတာဥပက္ခတရားတွေတရားဓမ္မသုဒ္ဓတရားဖြစ်တယ်ဓမ္မဝိဟာရတရားလို့လည်းခေါ်တယ်မေတ္တာတရားကိုဝါများတယ်ဒီလားထောက်တည်ပြီးတော့ကိုချမ်းသာတယ်လို့ပုဂ္ဂိုလ်တူတယောက်ကိုချမ်းသာပါစေလို့ကိုယ်နဲ့ထပ်တူအဲ့လိုစေနာထားတာဝိသုဒ္ဓဝါများတာမေတ္တာတရားလို့ခေါ်တယ်ဂယုဏတဲ့သေရတတ်တော်ကိုတဏှာတဲ့နောက်ဓမ္မတော်ကမုဒိတာတရားတဲ့ဟန်တဲ့သူပုံမှာအတန်ကြားရမြင်တွေ့ရဝမ်းမြောက်ဝမ်းသာဖြစ်တယ်သူကချမ်းသာတာကိုဝမ်းမြောက်ဝမ်းသာသိရတာကိုမုဒိတာတရားလို့ခေါ်တယ်နောက်ဓမ္မလေးကတော့ဥပက္ခတရားတရားတော်နဲ့သက်ဆိုင်သွားတယ်မျက်စိနဲ့အသေးကိုမြင်တယ်မြင်သိစိတ်ဖြစ်တယ်အဲဒီတော့မြင်တဲ့အခါမှာဝမ်းတာရ
လောဘဖြစ်တယ်အသွန်းလွတ်တယ်ဝမ်းနေရင်ဒေါသလူစားဒေါသဖြစ်တယ်ဒါကြောင့်သွန်းစားလို့ရတယ်လောဘနဲ့ဒေါသဖြစ်ခွင့်ရတဲ့အတွက်ကြောင့်မောဟအကုသိုလ်လည်းပေါဝင်လာတယ်လောဘဒေါသမောဟတရားသူဖြစ်ခွင့်ရတော့လေအဲ့လိုပြတ်သွားတဲ့ဆိုရင်မြင်တော့ပေါ်မှာဒီဘက်ကမကြောက်ဘူးနေရာပြတရားမှတ်တယ်ရောက်ကြွတယ်သူ့အရမှတ်တယ်ဘက်ကမကြောက်ဘူးမှတ်ပြီးမှကြွတယ်ဒါလည်းဘက်ကမကြောက်ဘူးကြွတော့ကြွကြကြွတယ်မှတ်တဲ့ပြိုင်နဲ့ဒီတော့မှကြားတယ်ဆိုရင်ဒီဘက်ကကြားတယ်အဲ့လိုခေါ်တယ်ဥပက္ခတဲ့ဥပက္ခတရားလေလားဒီတော့ပရိပရာလို့ဒီလိုပြောတယ်မေတ္တာကရုဏာမုဒိတဥပက္ခဒီတရားကြီးပွားများလို့ဒီကံတာတွေမှာအဲ့လိုရေးထားတယ်မေတ္တာတရားကရုဏာတရားမုဒိတာတရားဥပက္ခတရားဟောများတဲ့ဆိုရင်မြမပြေရောက်တယ်လို့ကံတာမှာစာတွေမှာအဲ့လိုရေးထားကြတယ်ဘုရားဆိုရင်လည်းကြတော့မေတ္တာတရားယုဏတရားမုဒိတာတရားဝက္ကတရားဝမ်းရတော့ဉာဏ်သမာဓိရမယ်ဆိုရင်ဒါမြမပြေရောက်တယ်မေတ္တာယုမုဒိတာမေတ္တာကယုဏမုဒိတာဥပက္ခဒီဓာတ်တွေပွားများပြီးတော့သင်တိုင်းခရိကဓမ္မန္တိဒီကဝိပဿနာဓမ္မန္တိဝါများတဲ့စိတ်ကိုစိတ်အာယုပြီးရနေတယ်အာယုရောမှတ်တဲ့စိတ်ရောဓမ္မရိယောညာငန်းမြင်တယ်ညာမဝိပဿနာဖြစ်ပြီးတော့တော့ဒါမတရားကိုရမယ်လောဘလည်းဖြစ်နိုင်မတရားကိုရမယ်လောဘလည်းဖြစ်အနိုင်မကိုအနာဂတ်မတရားကိုရမယ်အနာပုဂ္ဂိုလ်ဖြစ်တယ်ဆိုရင်သူတည်ပြတ်ကြည်ဒီသုံးရကမြမပြင်မှာအနန္တပြင်မှာတတ်ဖြစ်မယ်ယတ္တာကရုဏမူရဥပက္ခဒီတိုင်းပွားများတော့နံတော်ကြီးတော့ပဲရမယ်ဆိုရင်ရောဒီပုရိသင်ကြီးမှာပဲပြန်မယ်နံတော်ကြီးတဲ့ရတယ်သောတာပန်တရံကံဒီအနာဂံဖြစ်မယ်ဆိုရင်မြမပြင်မှာနံတော်ကြီးရတဲ့အနာဂံပြောတာဖြစ်မယ်သီလတရားတော်ထူးမြတ်တယ်ကုသိုလ်တရားတွေဖြစ်တယ်ငွေကြီးလားဘာတရားမကုန်ကြဘူးကုသိုလ်တရားလွန်စွာရတယ်ဆိုတော့သီလတရားကိုအထူးအားဖြင့်တတ်နိုင်ဆုံးထိန်းသိမ်းထောက်တည်ပြီးတော့တယ်ရိုးရင်းဆိုရင်လည်းထိန်းသိမ်းခွင့်ခံပြီးရောက်ပါလေခုလိုသီလရဲ့အကြောင်းကောင်းတယ်ဆိုတဲ့စကားကိုပြောရတဲ့ကြောင့်ပြောရတဲ့ကြောင့်ဒီတရားတော်ဒီချိန်မှာပဲတရားဟောရင်ယောဂဘဒုံတပါတတိ